နှစ်ပေါင်း3000ကြာမြင့်ခဲ့ပြီးရဲ့အချိန်မှာလူသားတွေရဲ့ပေါ့ဆညင်ညမ်းတဲ့လုပ်ရက်တွေကြောင့်ပဲအောက်တွေကတဖန်ပြန်ပေါ်လာတာဖြစ်ပြီးကဘာကြီးကိုချုပ်ကင်မဲ့သူတို့ရဲ့အစီအစဉ်ကပြန်လဲအထမြောက်လာခဲ့တာဖြစ်ပါတယ်။ Animarian က Rangers တွေမှာစီးမြင့်စာအုပ်ဆိုတာရှိပေမဲ့ခေါင်းဆောင်လူသစ်လေး Code ကတော့ Teamwork ဆိုတဲ့အဖွဲလိုက်လှုပ်ဆောင်မှုစီးမြင့်တစ်ခုပဲရှိတဲ့အကြောင်းရှာရှည်လိုက်ပါတယ်။အဲစကားကြောင့်ပဲထေလာကဒေါသထွက်သွားခဲ့ပြီးဒီနေရာမှာ4နှစ်လောက်ပထမဦးဆုံး Ranger ဖြစ်ခဲ့တဲ့ထေလာကိုယ်တိုင်အဲ့ဒီစီးမြင့်စာအုပ်ကိုရေးခဲ့တာဖြစ်တဲ့အကြောင်း Princess Sheila ကပြောပြလိုက်ပါတယ်။သူကိုယ်တိုင်လည်းလွန်ခဲ့တဲ့နှစ်3000နဲ့မတူတဲ့ကဘာကြီးအကြောင်းနားလည်ဖို့အစပိုင်းမှာထေလာရဲ့ဦးဆောင်မှုကိုအားကိုးခဲ့ရတာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3000တုန်းကအရန်လှပတာရတဲ့အပြင် terrorist အနေနဲ့လူတွေပါရှင်တွဲနေထိုင်ခဲ့ကြတဲ့ Animaria လို့ခေါ်တဲ့ကောင်းကင်ဘုံလိုနေရာတစ်ခုတည်ရှိခဲ့တာဖြစ်ပါတယ်။တဘာဝတရားနဲ့အတူ terrorist အနေနဲ့လူတွေကအချင်းချင်းအကျိုးပြုခဲ့ကြတဲ့အဲ့ဒီခေတ်အခါမှာအရာအလုံးကတာယာလှပခဲ့ပေမဲ့တရက်မှာတော့မြေပြင်တနေရာကနေမကောင်းဆိုးအားတစ်ကောင်ပေါ်လာပြီးအဲ့ဒီအရာတွေကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။သူကတော့ Master of ဖြစ်ပြီးကဘာပေါ်ကရှိသမျှကောင်းမွန်တဲ့အရာတွေကိုသူ့နောက်ပါတွေနဲ့အတူလိုက်လံဖျက်ဆီးနေတဲ့အတွက် Ancient Warrior ရှေးအောင်စစ်တီ9ဦးကအောက်တွေကိုချေမှုန်းပေးခဲ့တဲ့အပြင်သူ့ကိုလည်း White Source တောင်ကြားကတံပယ်မှာလုံခြုံအောင်ထားပေးခဲ့တဲ့အကြောင်းရှီလာကပြန်ပြောပြပါတယ်။ Guardians of 9ကောင်နဲ့ကာကွယ်ထားတဲ့အဲ့နေရာမှာပဲအာနေသွားတဲ့ Princess Sheila ကနှစ်ပေါင်းများစွာအိပ်ပျော်သွားခဲ့ပြီးရှေးအောင်စစ်တီတွေကလည်းသူတို့ရဲ့အစွမ်းနဲ့ Animaria တောင်ကြားတစ်ခုလုံးကိုလုံခြုံမှုရှိအောင်ကောင်းကင်ပေါ်လွှတ်တင်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ချိန်ကစလို့လူသားတွေကကောင်းကင်ပေါ်ပြန်နေတဲ့ကျွန်းကြီး Animaria ဟာဒန်နာကြီးဆန်ဆန်ဇလန်တပုတ်လိုပဲမှတ်ယူခဲ့ကြတာဖြစ်ပြီးလူသားတွေရဲ့ပေါ်ဆမှုညဉ့်ညမ်းစေမှုတွေကြောင့် Master of ပြန်လဲပေါ်ပေါက်လာတဲ့အချိန်မှာကဘာကြီးကိုကာကွယ်ပေးနိုင်မှု Princess Sheila ကလည်းပြန်လဲနိုးထလာတာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်။ Ancient Warrior 9ယောက်ရဲ့စွမ်းအားတစ်ဖြစ်တဲ့ White Source တွေရဲ့ရွေးချယ်မှုကိုခံရတဲ့သူတွေကတော့ဒီနေ့ခေတ်မှာ Rangers တွေဖြစ်လာခဲ့ပြီးတောပရင်ချင်းတွေ Redline ရဲ့စွမ်းအားကိုရရှိတဲ့သူကလည်း Rangers တွေရဲ့ခေါင်းဆောင်နေရာကိုစက္ကန့်ခဲ့ရတာဖြစ်ပါတယ်။အပုံမြင်အကြောင်းကိုပြန်နှားထောက်လိုက်ရတဲ့ထေလာကလည်းသူ့ခေါင်းဆောင်အပေါ်မှာနားလည်သွားခဲ့ပြီးအဲ့အချိန်ပန်းကျင်တနေရာကအတွဲကိုလည်း6ရိုက်မဲ့သူတယောက်ကရှိနေခဲ့ပါတယ်။ကင်မရာအော်ရဲ့ရိုက်ချက်ကိုမိသွားတဲ့သူတွေကသူတို့ရဲ့လူသားခန္ဓာကိုယ်ကိုပြန်မမြင်ရတော့ပဲကိုပြောက်သွားကြတာဖြစ်ပြီးအဲ့နေရာကိုထေလာကလည်းအနှဲငယ်နောက်ကျပြီးမှရောက်လာခဲ့ပါတယ်။ကိုပြောက်သွားတာကိုတော့တေချာအတုံးမချတတ်တဲ့အတွဲကတော့သူတို့ဘာလို့ဘယ်သူမှမမြင်ရဘူးဆိုတာကိုမစင်စားမိကြပဲထေလာကိုကူညီဖို့ဝိုင်းပြောကြပါတယ်။ချက်ချင်းတခြား Ranger တွေကိုဆက်သွယ်လိုက်ပြီးမယ်လေမြို့ထဲမှာတော့ကင်မရာအောက်တောင်ကိုပြောက်တဲ့သူတွေအများအပြားရှိလာပြီးစမ်းကြီးလိုကောင်မျိုးအသေးအတန့်လိုချင်တဲ့စွမ်းအားကိုတောင်ကြက်မပြည့်တဲ့လူသားတွေကယောဂအန္တရာယ်တစ်ခုလိုယူဆနေကြတာဖြစ်ပါတယ်။အဲ့လိုလူသားတွေကိုကူညီပေးနေတဲ့ကင်မရာကောင်စီကိုထေလာကအရင်ရောက်သွားပြီးတိုက်ခိုက်ပြီးမယ်ဂျင်ဒရက်ပါရှိနေရကြောင်းနှစ်ယောက်တယောက်အရင်မတာပဲရင်ဆိုင်နေရတာဖြစ်ပါတယ်။ Master of Blade လို့တင်စားရတဲ့ဓာတ်ဆရာဂျင်ဒရက်ရဲ့တိုက်ခိုက်မှုတွေကို Yellow Rangers ထေလာကတယောက်တည်းလုံးဝမရှင်းနိုင်တဲ့ပြင်တိုက်ခိုက်နေရင်းနဲ့ဓာတ်ပုံအရိုက်ခံလိုက်ရတဲ့အတွက်ထေလာကတခြားအဖွဲ့ဝင်တွေမရောက်ခင်ကိုပြောက်သွားပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။ကိုပြောက်နေတဲ့အချိန်မှာ Rangers Power တွေကတုံးစားလို့မရပဲသူကြောင့်ထေလာအဲ့လိုဖြစ်သွားရဲ့လို့ခိုးကလည်းထင်တဲ့အတွက်သူကိုယ်တိုင်ထေလာရဲ့ body ကိုပြန်ယူပေးမယ်လို့ပြောလိုက်ပါတယ်။မြို့ထဲမှာအောက်တောင်းကျမ်းနေတဲ့နေရာကြီးတယောက်တည်းထွက်လာခဲ့ပြီးကင်မရာအောက်ကသူ့ရိုက်ထားသမျှလူတွေရဲ့ body ကိုဖလင်ထဲမှာတင်ထားတာဖြစ်လို့အချိန်တစ်ခုရောက်လာရင်အဲ့ဒီလူတွေရဲ့ energy ကိုအပီးတိုင်းစားသုံးနိုင်နေစွမ်းရှိတာဖြစ်ပါတယ်။တက်ရှိတဲ့မကတတ်မဲ့တွေကိုပါဖျောက်ပြနိုင်တဲ့အတွက်ခိုးလိုက်ကင်မရာ lens ရဲ့ပုံရိပ်ထဲမှာပါအောင်အသေးအတန်ရှောင်ကွင်းနေရပြီးနောက်ကလက်ရတဲ့ Rangers တွေကလည်းချူတွစ်တင်နဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ Red Ranger တစ်ဖြစ်လေ Torina Cole ကတော့တာဆန်ဆဆန်ပဲကြိုးလွှဲရင်းနဲ့ကင်မရာအောက်မြင်ကွင်းရှုပ်နေတဲ့အချိန်မှာသူ့ရဲ့ Ranger အစွမ်းကိုကောင်းကောင်းအသုံးချပြီးအောက်ဆီယာဖလင်ကိုအရယူနိုင်ခဲ့ပါတယ်။ဖလင်ထဲမှာတင်ထားသမျှမြင်ကွင်းတွေကိုပြန်နှုတ်ပေးလိုက်တဲ့အတွက်လူတွေကလည်းသူတို့ရဲ့ body ကိုပြန်လဲရရှိခဲ့ကြပေမဲ့ကင်မရာအောက်ကလည်း spare ဘတ်တွေစောင့်ထားရကြောင်းပြဿနာကမပြီးဆုံးသေးတဲ့အခြေအနေဖြစ်ပါတယ်။ lens ကိုပါအရှိကြီးထုတ်လိုက်တဲ့အတွက်တစ်ဖွဲ့လုံးဇွန်းချဲပြီးအရိုက်ခံရတော့မဲ့အချိန်ကွက်တိရောက်လာတဲ့ထေလာကကင်မရာရဲ့ရှေ့မှန်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲအကြောင့်ပဲ Rangers တွေကသူတို့လိုအပ်တဲ့တခုတည်းသောစီမီယန်တိုင်းထင်းဝေါရှိရှိနဲ့ဟန်ရေးပြလိုက်ပြီးမြဲအမှန်မရှိတဲ့ထေလာကတယောက်တည်းဖင်ဝင်ရလိုက်တဲ့အတွက်အကုန်လုံးဖလင်နဲ့အတုတ်ခံလိုက်ရပါတယ်။ဒီတိုင်းဆိုရင်9ကောင်လုံးမာလကီရတော့မှဖြစ်လို့အကြံအိုက်နေတဲ့အချိန်မှာထုံးစံအတိုင်း Red Lion ရဲ့စကားတန်ကိုကြားလိုက်ရတဲ့ Coach က Lion Blaster ကိုထုတ်ပြီးပစ်လိုက်ပါတယ်။ကန်နိုမောင်းထဲမှာဆော်လိုက်တဲ့အတွက်ဆက်ချုပ်ထားလို့မရတော့ပဲလွတ်သွားတဲ့အချိန်မှာ Rangers တွေကသူတို့ရဲ့ထင်းဝဆွမ်းအား Jungle Swatch နဲ့ Camera Out ကိုဖျက်ဆီးပစ်လိုက်ကြပါတယ်။ဒါပေမဲ့အနားမှာ Toxica ကလည်းအသင်းရှိနေရကြောင်း Camera Out က AR မအရွယ်စားဖြစ်ပြန်လဲရှင်းတန်းလာတဲ့အတွက် Rangers တွေကလည်းသူတို့ရဲ့ White Source တွေကိုဆင့်ခေါ်လိုက်ရပြီဖြစ်ပါတယ်။ပေါက်ဆက်လိုက်တဲ့ White Source Tire တွေကနေ White Force Megazord ဖြစ်သွားပြီးတက်ခိုက်တာတော့မှကင်မရာကောင်ကတောက်ကြောတင်းနေတဲ့အကြောင်း Fin Blade နဲ့သူ့ရဲ့ Flin တွေကိုပိုင်းဖြတ်ပစ်လိုက်ပါတယ်။ပြီးရင်တော့ဓာတ်ပုံအရင်မရိုက်ခင် White Force Mega Bro နဲ့အတွဲညီအဆုံးသတ်ပေးလိုက်တဲ့အတွက်ကင်မရာအော့လည်းပြန်မထားနိုင်တော့ပဲ Teamwork ဆိုတဲ့အရာဟာအရေးကြီးပေမဲ့ထေလာလိုကိုယုံကြည်မှုရှိဖို့ကလည်းအရေးပါတယ်ဆိုတာ Cole ကနားလည်သွားပါတယ်။ထေလာကိုယ်တိုင်ကလည်း Cole ကိုသူတို့ရဲ့ခေါင်းဆောင်ဖြစ်တရားဝင်အသိမှတ်ပြုပေးလိုက်တဲ့အတွက် Animarian ရဲ့စောင့်ရှောက်သူ White Force Ranger တွေကကောင်းမွန်တဲ့အသင်းအဖွဲ့တစ်ခုဖြစ်အသက်ဝင်လာခဲ့ပြီဖြစ်ပါတယ်။ဒါကတော့ White Force Power Ranger အပိုင်း3ဖြစ်ပြီးအပိုင်း4ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။